ဒါကြောင့်မို့လို့တဏှာမှာဒီဘဝတစ်ခုကျွတ်လွတ်ဖို့ဆိုရင်ဘာလုပ်ရမလဲဆိုတာကိုဝတ်သုံးပါးနဲ့နားလည်ရမယ်ဝတ်သုံးပါးနဲ့နားလည်ရမယ်ဆိုတာနံပါတ်1ကကိလေသာဝနံပါတ်2ကကမ္မဝနံပါတ်3ကဝိပါကဝအဲ့ဒါလေးကိုစက်ဝိုင်းကလေးတစ်ခုကိုယ်စိတ်ထဲမှာပုံမှန်ပြီးတော့ပေါ်ကြည့်စက်ဝိုင်းလေးထဲမှာအကန့်3ကကလေးထည့်လိုက်စက်ဝိုင်းလေးတစ်ခုရေးပြီးတော့အကန့်3ကထည့်နံပါတ်1အကန့်မှာကိလေသာနံပါတ်2အကန့်ကကာမနံပါတ်3ကဝိပါကအဲ့ဒီ3ခုဆက်ဖြစ်နေတာကိလေသာရှိလို့ကံတွေဖြစ်တယ်ကံရှိတော့ဝိပါကဖြစ်တယ်ဝိပါကရှိလို့ကိလေသာတွေဖြစ်တယ်ကိလေသာရှိလို့ကံဖြစ်ပြန်တယ်ဟောဒီ3ခုကလဲနေတယ်အဲ့ဒါကိုဝတ်လဲတယ်လို့ပြောတာအေးလူတွေကမဟုတ်တာဖြစ်မှဝတ်လဲတယ်လို့ထင်နေတာဟုတ်တစုံတစ်ခုဖြစ်ပြီဆိုရင်ဝတ်လဲတယ်နဲ့ပြောကြတာကိုလည်းဝတ်လဲနေတာပဲဥစ္စာပဲလူဘဝတန်လျာထဲမှာရှိနေတယ်များလူတိုင်းကဝတ်လဲနေတဲ့လူတွေကြီးပဲပေါ့ကိလေသာဖြစ်လိုက်ကံဖြစ်လိုက်အကျိုးတရားတွေပေါ်လိုက်ဟောဒီဟာလဲပတ်နေအဲ့ဒီလဲပတ်နေတာကြီးကိုရက်ချင်ဘယ်လိုလုပ်ရမလဲလို့ဆိုကိလေသာဆိုရဲအကန့်ကိုဖြတ်လိုက်ဘာနဲ့ဖြတ်ရမလို့ဆိုရင်ခုနဝိပဿနာကျင့်တဲ့တခုကိုကျင့်ပြီးတော့ဘယ်၄ချိန်နဲ့ဖြတ်ဘယ်၄ချိန်နဲ့ဖြတ်လိုက်တဲ့အခါရတ္တမဲ့ရောက်လို့ရှိရင်ကိလေသာခွင်လုံးကျုပ်အဲ့ဒီအကန့်တစ်ခုကလုံးဝပြတ်သွားကိလေသာဆိုရဲအကန့်မရှိဘူးဆိုရင်ကာမဆိုရဲအကန့်ကတော့ရှိနေတော့မယ် remain ဖြစ်နေတော့မယ်သို့တော့အဲ့ဒီကိလေသာမပါသည့်အတွက်ကြောင့်ကံဒီဘဝတစ်ခုမထုတ်လုံးနိုင်တော့ဘူးပေါ့အဲ့ဒီကိလေသာတွေချုပ်ငြိမ်းသွားလို့ရှိရင်ကံတွေလည်းချုပ်ငြိမ်းတယ်လို့ပြောရဒါမို့ကိလေသာនិရောဓိကာမនិရောဓောကိလေသာတွေချုပ်သွားလို့ရှိရင်ကံလည်းချုပ်တယ်လို့ဒီလိုမှတ်အေးကဲကိလေသာလည်းချုပ်တယ်ကံလည်းချုပ်သွားပြီဆိုရင်ကိလေသာကံပေါင်းပြီးတော့ထုတ်လုပ်တဲ့အကျိုးတရားဆိုတာမရှိတော့ဘူးအဲ့ဒီသုံးခုစလုံးကွက်လက်ကြီးဖြစ်သွားပြီဆိုရင်ဒါတဏှာဝကလွတ်တယ်လို့ပြောတာပဲနော်တဏှာဝကလွတ်နိုင်တယ်အေးဒါကြောင့်တရားချစ်ခင်လို့တော့ပြိဋ္ဌာန်းတယ်ကာမနိယာမနဲ့လောကသဘာဝဆင်ញင်စဉ်းစားတတ်ပြီးတော့ကာမနိယာမသဘောတွေကိုရှင်းရှင်းလင်းလင်းသိပြီးတော့အကုသိုလ်တရားတွေကိုရှောင်ရှားလို့ကုသိုလ်တရားတွေကိုကြိုးစားပွားများအားထုတ်ခြင်းဖြင့်နောက်ဆုံးမှာအရတ္တမေကုသိုလ်ရအောင်ကြိုးစားအားထုတ်ခြင်းဖြင့်အရတ္တမေကုသိုလ်ကိုရပြီးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့အထိအစဉ်အဆက်ကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကြင်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်း